ဘောကတွဲရဲ့ချစ်ချစ်တို့ရေအားလုံးပဲမင်္ဂလာပါရှင်ဒီ vlog လေးကတော့စင်ကာပူမှာရှိတဲ့ shopping center တစ်ခုမှာ home decoration နဲ့ထားလို့ရတဲ့ပစ္စည်းလေးတွေကိုပြထားတာကို admin တို့ရိုက်ထားတာဖြစ်ပါတယ်ရှင်ဒီနေရာမှာဆိုရင်ရွှေရောင်သမင်လေးလည်းရှိတယ်အခုပြနေတာကတော့ crystal နဲ့လုပ်ထားတဲ့ထိုင်ကုန်တွေစပွဲကုန်တွေပေါ့နော်အဲ့ဒီရဲ့ထိုင်ကုန်ထဲမှာဆိုရင်တိတ်ရွက်6ကလေးတွေကိုထည့်ထားတာတွေ့ပါတယ်ရှင်လိပ်ပြားလေးဆိုရင်လည်းအစုံရှိတာပေါ့နော်လိပ်ပြားရွှေရောင်လိပ်ပြားလေးရှိတယ်ဒါကတော့ကြားပုံစံကြီးဖြစ်ပါတယ်အိတ်ကြားလေးအရန်ကိုအသက်ဝင်တာအိတ်ကြားရဲ့နှခမ်းမွေးလေးအမြင်လေးဆွဲကြည့်ချင်အဲ့ဒါဒါမဲ့သူကဘာမှကင်လို့မရအောင်ပေါ့နော်နေစီပန် decoration လေးလည်းရှိပါတယ်ရှင်ဘူကတုံးကိုအစင်မြအပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီလိုစိတ်ဝင်စားစရာ vlog လေးတွေနဲ့ပြန်လည်တွေ့ဆုံပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်